အရင်နဲ့မတူတမှုထူးခြားတဲ့ပုံစံနဲ့ပြန်လာမယ် KOF event မင်္ဂလာပါ One Shot 7 Gaming ပရိသတ်ကြီးရေကိုကြိုက်တာကိုယူအမေပေးစားတာမယူနဲ့ဆိုပြီးတော့အော်လီအော်ထားရှိတဲ့ဈေးတဲ့တုံးနဲ့ကျွန်တော်ဆောင်ခဲ့ပူးပါရီအဲ့ဒီဈေးတဲ့ကြီးပြောတဲ့အတိုင်းပဲအခုမွန်တုံးကကျွန်တော်တို့ကိုကြိုက်တာကိုယူအမေပေးစားတာမယူနဲ့ဆိုတဲ့အထာမျိုးနဲ့ KOF event ကိုလုပ်ပြီးထားတာပါဘယ်လိုလဲဆိုတာပြောရရင် KOF event ထွက်ထားတဲ့နှစ်ခုလုံးဖြစ်တဲ့ King of Fighter 97ရော KOF Bingo ရောအဲ့ဒီနှစ်ခုလုံးကို event တစ်ခုထဲမှာစိတ်ကြိုက်ရွေးလို့ရအောင်ထည့်ပေးမယ်ဆိုရင်စိတ်ဝင်စားကြလားဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်ဘယ်လိုလဲဆိုတာသိပါလိမ့်မယ်တိတ်မကြခင်မှာကျွန်တော်တို့ရဲ့ official server ကို KOF event ရောက်လာကောင်းရောက်လာပါလိမ့်မယ်တိတ်မကြခင်ဆိုတာကအတိအကျမဟုတ်ပါဘူးဘာလို့လဲဆိုတော့နှစ်ကုန်ပြီးတဲ့အချိန်မှာလာမယ့် event တွေကပြုံအောင်နေတာမှုလို့နှစ်လယ်ပိုင်းလောက်လည်းဖြစ်ချင်ဖြစ်နိုင်ပါရီဆိုလိုချင်တာက April May ဒီလောက်ဝန်းကျင်လောက်မှာ KOF event ပြန်လာနိုင်ပါရီအဲ့လိုမျိုးပြန်လာတဲ့အခါမှာအရင်တုန်းကလိုမျိုးကျွန်တော်တို့ကိုမွန်တုံးကခေါင်းစားတော့မှာမဟုတ်ပါဘူးဆိုလိုချင်တာကကျွန်တော်တို့ KOF event နေလာတဲ့အခါမှာရာပြီးသားစကင်နေပါတဲ့ KOF event Bingo ဆိုတဲ့ event ကြီးကရှိနေပါရီပြောရရင်လူတိုင်းဒီပါကအဲ့ဒီ KOF event ကို9က6ခါလောက်ဖြတ်တန်းပြီးသားဖြစ်တဲ့အတွက်စကင်3កောင်လောက်အထိရှိထားကြပါရီတချို့လုံးဝမဖောက်တဲ့သူတွေပဲမရှိကြမှာပါလူတွေရဲ့သဘောတဘာဝကရလီလူလီအိုတစီစားရလီလီငက်လီလီသူ့အိုးနဲ့သူ့စံတန်းစားသဖြင့်ဒီလိုမြန်မာစကားပုံတွေအတိုင်းပဲလူတွေရဲ့လိုချင်စိတ်ကဘယ်တော့မှအတော်မတတ်ပါဘူးပြီးတော့ကျွန်တော်တို့မှရှိတာထက်လေပို့ပြီးတော့လိုချင်တတ်ကြပါရီဆိုတော့မွန်တုံးကဒီအချက်ကိုအသုံးချပြီးတော့ဒီတစ်ခေါက် KOF event မှာအသစ်ထွက်ထားတဲ့ King of Fighter 97လို့ခေါ်တဲ့ Marsha Paquito Vela အဲ့ဒီ3កောင်အတွက်ထုတ်ထားခဲ့တဲ့ KOF event ပူနွေးနွေးတစ်ခုရဲ့ဟိုးလွန်ခဲ့တဲ့နှစ်တွေကထွက်ထားပေးသားဖြစ်တဲ့ King of Fighter Bingo အဲ့ဒီ event ရဲ့ဒီနှစ်ခုကိုတစ်ခုထဲမှာထည့်ပေးဖို့အတွက်စီစဉ်ထားပါလိဘယ်လိုပုံစံမျိုးလဲဆိုတာကြားရရင်တော့နားရှုပ်သွားမှာပါ event နှစ်ခုမှာကိုကကြိုက်တာတစ်ခုကိုရွေးပြီးတော့ဖောက်လို့ရမှာပါဆိုလိုချင်တာကကိုက King of Fighter Bingo ကိုမကြိုက်လို့အပေါ်က97ကိုဖောက်မယ်ဆိုရင်အဲ့ဒီ event ထဲမှာပဲ switch လုပ်ပြီးတော့ဖောက်လို့ရပါမည်ဒါကြီးကဟုတ်ပါမလားလို့မထင်ပါနဲ့လောလောဆယ်ကြားထားတဲ့သတင်းတွေအရာရောထွက်လာမဲ့ event ဖောင်နဲ့ပတ်သက်ပြီးတော့ပြောထားတဲ့သတင်းတွေအရာဒီလိုပုံစံဖြစ်ဖို့အတွက်80%လောက်သေးကြပါရီအဲ့ဒါဆိုရင် Bingo system ကဘာဖြစ်သွားမှာလဲလို့လည်းထင်ပါလိမ့်မယ် Bingo system က Bingo system အတိုင်းပါပဲဖောက်ရတဲ့ event ပေါ်မူတည်ပြီးပဲပြောင်းသွားမှာပါတခုရှိတာကကိုကမယုံမတင်းဆောင်ကျိုးညင်းနဲ့ဟိုဘက်လည်းမလို့ဒီဘက်လည်းမလို့လှိနန်းနှစ်ခုနင်းမယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးသဘောတရားက King of Fighter Bingo စကင်6កောင်ပါတဲ့6တို့ဂူရှင်တို့ပါတဲ့နေရာမှာ10ချက်ဖောက်တဲ့အခါမှာ Bingo တစ်ခုရပါမယ်အဲ့ဒီ Bingo ကဘယ်လိုဝင်မှာလဲဆိုတော့ဒီ King of Fighter Bingo အတွက်ပဲဝင်မှာပါကိုက event ပထမတစ်ခုမှာ Bingo တစ်ချက်ရထားလို့နောက်ထပ် event တစ်ခုကိုပြန်ပြောင်းတဲ့အခါမှာ Bingo တစ်ချက်ကပါလာမှာမဟုတ်ပါဘူးကိုကအစာတွေကဒီဟာကိုပဲလိုချင်နေဆိုရင်အဲ့ဒီတစ်ခုကိုပဲရွေးပြီးတော့ဖောက်ပါပြောချင်တာကကိုကဒီတစ်ခုကိုပဲရွေးမယ်ဆိုရင်ဒီတစ်ခုကိုပဲရွေးဖို့အတွက်လိုအပ်ပါရီဒါကအရေးအကြီးဆုံးဖြစ်ပါရီငါက King of Fighter Bingo event မှာလေးပဲစကင်ကောင်လောက်လိုချင်တယ်အဲ့ဒီမှာ10ချက်လောက်လှည့်လိုက်ပြီး Bingo တစ်ချက်ယူမယ်အပေါ်က10ချက်လောက်လှည့်ပြီး Bingo တစ်ချက်ယူမယ်ပြီးတော့မှ Bingo 2ချက်အပေါ်မှာထပ်ယူပြီးတော့ Bingo တန်းအောင်လုပ်မယ်ဒီလိုမရပါဘူး event တစ်ခုထဲမှာပဲ Bingo တန်းဖို့အတွက်အဲ့ဒီတစ်ခုတည်းကိုပဲဖောက်မှရပါမယ်ကိုကနှစ်ခုလုံးကိုဖောက်နိုင်တဲ့ Diamond အနေထားရှိတယ်ဆိုရင်တော့ဖောက်ပါဒါဆိုရင်ရလာတဲ့ reward တွေကရောတူမှာလားတူမှာပါဖောက်ရတဲ့ Bingo ကသာမတူရင်မတူပါမယ်နှစ်ခုလုံးမှာပေးထားတဲ့ reward တွေကတော့အတူတူပါပဲပထမဆုံး10ချက်လှည့်တဲ့အခါမှာရမယ့် Karina စကင်ကလည်းအတူတူပါပဲကျွန်တော်တို့အပေါ်က King of Fighter 97မှာလှည့်လေပဲ Karina ရဲ့ KOF စကင်ရမှာပါပဲ King of Fighter Bingo လို့ခေါ်တဲ့ဟိုးပထမဆုံးကထွက်ထားတဲ့ event မှာဖောက်လေပထမ10ချက်မှာဒီ Karina ကြီးပဲပေါက်မှာပါပဲရမယ့် second reward တွေနဲ့တခြားသောအရာတွေအကုန်လုံးကဒီလိုပုံစံဒီလိုဒီဇိုင်းမျိုးပဲဖြစ်လာမှာပါနှစ်ခုမျှပြီးတော့သုံးလို့ရမှာဘာရှိလဲဆိုတော့အဲ့ဒီ KOF event ဖောက်ပြီးတော့ရလာတဲ့ဒီ KOF ရဲ့ event shop မှာဝယ်လို့ရတဲ့အပိုင်းစာလေးတွေကတော့ကျွန်တော်တို့နှစ်ခုလုံးကသက်ဆိုင်တဲ့အရာတွေကိုဝယ်လို့ရပါလိမ့်မယ် event shop လည်းအတူတူပဲဖြစ်မှာပါမွန်တို့အနေနဲ့ကျွန်တော်တို့ကိုနှစ်ခုစိတ်ကြရွေးဆိုပြီးတော့ပေးထားတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခု Bingo ချင်းတော့သွား trade လို့မရပါဘူးတခြားဟာတွေအကုန်လုံးအတူတူဖြစ်ပြီးတော့နှစ်ခုလုံးကိုတပြိုင်နက်တည်းလုပ်လို့ရပါလိမ့်မယ်မွန်တို့ရဲ့နီးစနစ်တွေကတဖြည်းဖြည်းနဲ့ next level ဖြစ်လာပြီလို့တောင်ပြောလို့ရပါတယ်နောက်ပိုင်းမှာ event တွေအဲ့လိုမျိုးအတူတူဖြစ်လာတဲ့အခါမျိုးမှာဒီလို switch လို့ရအောင်လုပ်ပေးမှာပါ Naruto event လိုမျိုးပတ်1ပတ်2ထွက်မဲ့ဟာမျိုးတွေဆိုပါစေလိုမျိုးပတ်1ပတ်2ရှိတဲ့ဟာမျိုးတွေ collaboration event တော်တော်များများကဒီလိုနှစ်ပိုင်းနေရှိတတ်တာမို့လို့ဒီလိုမျိုးအတွက်ပထမဦးဆုံးနှစ်တင်မှာစမ်းသုံးကြည့်မဲ့နီးစနစ်လို့ထင်ပါတယ်ကဲပရိသတ်တွေရောအခုလိုမျိုးနှစ်ခုတွဲပြီးတော့ပေးထားပြီးတော့ကိုကြိုက်တာကိုရွေးယူခွင့်ရတာကိုဘယ်လိုလဲသဘောကျကြရဲ့လားတကယ်လို့ဒီဟာက advanced server ကိုရောက်လာတဲ့အခါမှာထပ်ပြီးတော့တင်ဆက်ပေးပါမယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ